အခုကတော့ကျွန်တော်ဒီစာအုပ်ထဲကနေရလိုက်တဲ့အတွေးလေးတွေနဲ့ခန်းစားချက်လေးတွေကိုမျှဝေပေးပါမယ်။နန္ဒအကြောင်းပါပဲ။ဖက်နေရင်းနဲ့နန္ဒကိုအားမလို့အားမရလဲဖြစ်မိတယ်။တနာလဲတနာမိတယ်။ဘာလို့လဲဆိုတော့ကိုမပိုင်မင်းနဲ့မိဘတွေရဲ့ကြိုးဆွဲရကိုလိုက်ကနေရတဲ့ရုပ်သေးတရုပ်လိုမြင်မိတယ်။သူလှုပ်ချင်တာကိုလှုပ်ပိုင်ခွင့်ရှိမနေဘူး။အဲ့ဒါကြီးကတကယ်မမိုက်ဘူး။ဘဝကြီးကရှင်ရဲနဲ့သေးနေတယ်လို့ပဲ။သူ့မှာခန်းစားချက်တွေလည်းရှိတယ်။ထုတ်လည်းမပြောင်း။ ADA ဆက်ကြီးတေးကြတဲ့သူကိုသူလည်းကျေနပ်နေမှာမဟုတ်ပါဘူးကျွန်တော်သာဆိုရင်တော့ကိုလုံးချင်တာကိုပဲလုပ်မှာအဲ့လိုနောက်ကနေကြိုးဆွဲရတော့မကားနိုင်ဘူးနောက်တစ်ခုကဘဝမှာလေပတ်စံရှိတိုင်းလည်းမပြောရွှင်အောင်လိုချင်တာတွေကိုမင်းဘာနဲ့ဝယ်မှာလဲလို့တော့ပြောစရာရှိတယ်ပတ်စံဟာမလိုအပ်ဘူးလို့ပြောချင်တာမဟုတ်ဘူးလိုပါတယ်သူ့ညံနဲ့သူပေါ့အဲ့လိုလိုချင်တာတွေယားတိုင်းလဲတကယ်ပြောရတာမဟုတ်ဘူးဗျအဲ့ဒီပစ္စည်းလေးကိုယားတုံးလေးခဏပဲပြောလိုက်ရတာဒီတည်းကနန္ဒာဆိုလို့ရှိရင်လည်းသူလက်ညှိုးထိုးရာကိုဝယ်နိုင်တယ်ဗျာရုပ်လေးကလည်းလာတယ်ပညာရေးချင်းလည်းမစိုးဒါပေမဲ့သူ့ဘဝကြီးကပျော်စရာကောင်းမနေဘူး